ကျွန်တော်ပြီးခဲ့တဲ့ lesson မှာတော့ကျွန်တော်ဒီလိုပုံလေးတွေကို shape တွေဆွဲပြခဲ့တယ်ပေါ့နော်အခုဒီ shape တွေဆွဲတဲ့အချိန်မှာကျွန်တော်လက်မအတိအကျနဲ့ဆွဲချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ format ထဲကနေပြီးတော့ပြင်ရမယ်ပေါ့ကိုဆွဲထားပြီးသားပုံစံတော့ပြင်သူကလစ်တစ်ချက်နဲ့ပုံလေးတွေတစ်ချက်နဲ့လာပါနော်ပုံလေးတစ်ချက်နဲ့လာဒီဘက်ညာဘက်ချအောင်ကြည့်ရမယ် side အဲ side မှာကိုလိုချင်တဲ့အလျားအနံကိုရှိရမယ်ဒါမှမဟုတ် height နဲ့ width ကိုရှိရမှာပေါ့နော်အဲကြောင့်ဒီမှာနှစ်လက်မပတ်လက်ထားကြတယ်သူပြောင်းတော့ကမှလည်းသူ့လိုရေးလိုက်အဲဒါ2ဆိုတာနှစ်လက်မပတ်လက်တော့သူဆိုရင်ငါလေးလက်မထားမယ်ဆိုသူ့လည်းလေးလို့ပြောမယ်အဲဒါလေးလက်မပတ်လက်တော့ဒီနေရာမှာသတိထားမှတခုရှိတာဒီပုံလေးတွေကတစ်ခုနဲ့တစ်ခုကဒီလိုထိုက်တဲ့အချိန်မှာအောက်ဒီအပေါ်တွေရောက်နေတာရှိတယ်အဲ့ဒါလေးတွေကျွန်တော်လုံးဝမှလေးတစ်ချက်သတိထားမယ်အဲ့ဒါလေးချက်လုပ်ပြပါမယ်နော်အရောင်လေးရင်တောင်းလိုက်မျိုးလုံးမြင်အောင်လို့ပုံလေးကလိုပြနေအဲ့ဒါဒီအဝါကအလုံးကအနောက်မှာသူကရှိမှာပေါ့နော်သူ့ကိုရှေ့ကိုထုတ်ချင်တယ်ဆိုတော့ဒီ cloud လေးတွေနှစ်ခုမမေ့ရအောင်နော်အဲ့ cloud လေးကိုဒီ bring forward ရှေ့ကိုတဆင့်တက်လာတာဒီမှာ bring to front ရှေ့ဆုံးထားလိုက်လို့ပြောတာပေါ့နော်ဒါရှေ့ကိုတဆင့်တက်လာရှေ့ဆုံးထားလိုက်ဆိုသူနောက်မှရောက်နေတဲ့တော့ဒီအဲ့နှစ်ခုတွေကဘေးကနေနေသူရှေ့ထွက်လာမှာပဲအဲ့တော့အဆင်ပြေပါမှာနော်ဒီကကြတော့ sun backward နောက်ကိုရွှေ့မယ်လို့ပြောတာsun to back နောက်ကိုနောက်ဆုံးရွှေ့လာမယ်လို့ပြောတာဆိုတော့သူ့ကိုရွေးပြီးတော့ဒီ sun to back နှိပ်လိုက်လေ sun backward နှိပ်လေသူကနောက်ရောက်တော့မှာအရာနှိပ်နေအဆင်ပြေပါမှာနိဒါတော့ရှေ့နောက်ရောက်ပါပြီအဲ့တော့ကျွန်တော်ပုံလေးတွေနေရာချမယ်ဆိုအဆင်ပြေပါပါနော်ကျွန်တော်ဒီမှာအဲ့ဒီ slide လေးတစ်ချက်မှကြည့်ချင်အောင်အောက်ဆုံးမှာရှိနေတာဗာလဲလို့ပြောရင်ဒီခြေလေးကအောက်ဆုံးမှာရှိနေတယ်အောက်ဆုံးမှာရှိနေတဲ့ခြေကိုအပေါ်ဆုံးကိုတက်ပါမယ်ကျွန်တော်ခလုတ်တစ်ခုပဲနှိပ်မယ်ကျွန်တော်ဒီခလုတ်ထဲကနေကျွန်တော်ဗာနှိပ်မယ်ဆိုရင် bring to front ဆိုနှိပ်မှာပေါ့သူ့နှိပ်လိုက်ရှေ့ဆုံးတော့တက်လာနော်ကျွန်တော်အဲ့မှာမဟုတ်ဘူးမလုပ်ဘူးဆိုရင် undo ခလုတ်ကြောပြန်နှိပ်လိုက်မယ်ဆိုတော့ control z ကိုနှိပ်ရင်တော့နောက်ဆုံးနေပြန်ရအောင်ဒီထဲမှာရှေ့ဆုံးမှာရှိနေတဲ့ပစ္စည်းကဗာလဲလို့မင်းကျွန်တော်ရှေ့ဆုံးမှာရှိနေတဲ့သူပေါ့သူကရှေ့ဆုံးမှာရှိနေအားလုံးသူ့ကိုနောက်ဆုံးမိပို့မယ်ဆိုကျွန်တော်ဒီထဲမှာ sun to back ကိုနှိပ်လိုက်ရင်အားလုံးနောက်ဆုံးရောက်တာဒီမှာနောက်ဆုံးရောက်တယ်နိနော်အဲဒီသူ့လည်း undo လုပ်မယ်ဆိုရင်ပြန်ပေါ်လာဒါမှမဟုတ်သူ့ရှေ့ဆုံးပြန်ပို့မယ်ဆိုလည်းဒီက bring to front လောက်လိုက်ရှေ့ဆုံးပြန်ရောက်လာပေါ့အဲ့ပြောင်းလိုက်အဲ့ဒီကျွန်တော်ဒီအသေးပုံလေးကျွန်တော်ရှေ့လေးထုတ်ချင်တယ်ဒီအစိမ်းနဲ့ဒီဟာနဲ့တိတ်နဲ့ကြားတဲ့ထုတ်ချင်အဲ့တော့ရှေ့ကိုတစ်ဆင့်မတက်လာမှာပေါ့တစ်ဆင့်မတက်လာဆို bring forward ပေါ့ဒါသူရှေ့တစ်ဆင့်တက်လာဒါဆိုဒါကရောက်လာဟုတ်ပြီဒီကျယ်လေးကိုရှေ့ကိုတစ်ဆင့်တက်လာခြင်းတိတ်ရင်ရှေ့ကိုတက်လာခြင်းတော့ပြောချင်တာအဲ့တော့သူလည်း bring forward နဲ့လည်းတိတ်ရင်ရှေ့ကိုကျယ်ရောက်လာတယ်ဒီနားမှာအသေးထားမယ်သူ့ကိုနောက်ကိုတစ်ဆင့်လျှော့မယ်ဒီအသေးနောက်ကိုပို့ချင်တယ်ဆိုရင် sun outward နဲ့လည်းဒီမှာသူနောက်ကိုရောက်သွားတယ်ကျွန်တော် position လေးတွေဘယ်လိုနေရာချမလဲဆိုတာကျွန်တော်တို့ပုံမရွေးထားတဲ့အချိန်မှာ picture to format ဆက်ကဒီနေရာလေးမှာသွားပြီးလို့ရပါပြီ။နောက်စဉ်းစားပါစို့